ချိန်အနေငယ်ကြပြီးနောက် Eve ဟာ Hostet ဆိုတဲ့ရွာလေးကကဖေးဆိုင်တစ်ခုတည်းဝင်သွားတော့ငငယ်ကတချင်းတစ်တာလေးနဲ့တူညီတဲ့တစ်တာလေးကိုတွေ့လိုက်ရပါတယ်။ Eve ဟာခဏတာတော့သူမရဲ့ငယ်ဘဝကိုလွမ်းဆွမိသွားပါတယ်။သူမကော်ဖီတစ်ခွက်မာယူခဲ့ပေမဲ့ဆိုင်ထဲကလူတွေကဆိုင်ပြင်ပကိုထွက်ခွာသွားလို့တခုခုတော့မာရွေးနေပြီဆိုတာသိလိုက်ရပါတယ်။ရုတ်တရက်ငတိတယောက်ဆိုင်ထဲဝင်လာပြီး Eve ကိုတိုက်ခိုက်တာကြောင့်ဆိုင်အကူကောင်မလေးကတစုံတစ်ယောက်ထံဖုံးဆက်ပြီးအကူအညီတောင်းခံခဲ့ပါတယ်။ငတိကိုရှင်းလင်းပြီးနောက် Eve ဟာပုံးကွယ်ဖို့အပေါ်ထပ်ကိုအမြန်ပြေးတက်ခဲ့ရဓာတ်တက်လက်ကင်ထားတဲ့အဲ့ဒီဆိုင်အကူမလေးနဲ့တိုးပါတော့တယ်။ဆိုင်အကူမလေးကသူမကိုဓာတ်နဲ့အတင်းထိုးပါတယ်။ဒါကြောင့်စပွဲထိုးတွေကိုရင်ရင်ကြီးကြီးဆက်ဆံကြပါဓာတ်နဲ့အတင်းထိုးခံရနိုင်ပါတယ်။ Eve ကသူမရဲ့ဓာတ်ကိုအလွယ်တကူလူယူပြီးတော့ပိတ်ထားလိုက်ပေမဲ့အပြေမှာတော့လူတွေဟာတပြုံကြီးရောက်ရှိလာနေခဲ့ပါပြီ။ ရွာလုံးကျွရွာသားအားလုံးဟာအဲ့ဒီဂိုင်းရဲ့အဖွဲ့ဝင်တွေဖြစ်နေတာပါဂိုင်းချုပ်ကြီးချန်ဆယ်လာကအတန်ချဲဆက်ကနေကြေညာချက်တစ်ခုထုတ်ပြန်လိုက်ပြီးဦးဩတန်တွေမိလာခဲ့တဲ့နောက်မှာတော့ရွာသားအားလုံးကလက်နက်မျိုးစုံကိုကင်ဆောင်ပြီးတိုက်ခိုက်လာကြပါတော့တယ်